င်္ဂလာပါရှင်10 million channel မှာကြိုဆိုလိုက်ပါရစေ။နေပူကြဲအောက်မှာမိုင်ဝဲကျော်ရှိတဲ့ကားတန်းကြီးတွေစီဆိုင်ရှိကစုံမစနစ်နဲ့ကိုလှဲ့ကိုညှို့လင့်ချက်ကင်းမဲ့စွာစောင့်နေရတဲ့မျက်နှာတွေဒါဟာရုပ်ရှင်တွေကမြင်ကွင်းမဟုတ်ပါဘူး။ကျွန်တော်မြန်မာပြည်ကလမ်းမပေါ်ကနေ့စဉ်ဘဝတွေပါ။ခမားစင်းစားဖူးသလားငါတို့ဘာလို့ဒီလောက်ထိဒုက္ခရောက်နေရတာလဲဆိုတာအဖေကခမားထင်တာထက်ပိုပြီးလေးနေပါတယ်။ကျွန်တော်တို့ကကမ္ဘာအင်အားကြီးနိုင်ငံတွေခင်းကျင်းထားတဲ့စွမ်းရည်စစ်တူရင်ခုံပေါ်မှာတစားခံတွေဖြစ်နေကြလို့ပါပဲဒီနေ့မှာတော့အီရန်ရဲ့စစ်မီအမေရိကန်ရဲ့ရေနံနိုင်ငံရေးနဲ့တရုတ်ရဲ့လျှက်စစ်ကျူးကျော်မှုတွေကြားကကျွန်တော်တို့မသိသေးတဲ့လျှို့ဝှက်ချက်တွေကိုအချိတ်ဆက်မိဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်အရှိအလဲပိုင်းမှာဒုံးကျည်ဒဇင်ပောက်ကွဲတိုင်းမြန်မာပြည်ကစီစေးနှုံးပုတ်ပြောင်းပေါ်ကခနန်းတွေဟာအထိန်အကွက်မဲ့ပြောင်းလဲသွားတတ်ပါတယ်အခုအမေရိကန်နဲ့အီရန်ကြားတဲမာမှုဟာပောက်ကွဲလူနီးပါအခြေအနေကိုရောက်နေပါပြီအီရန်ရဲ့လက်ထဲမှာကမ္ဘာကြီးကိုဒူးထောက်စေနိုင်တဲ့လက်နက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ Strait of Hormuz ရေလက်ကြားပါပဲဒီကမ္ဘာလုံးရေနံတင်ပို့မှုရဲ့20%ကဒီရေလက်ကြားချင်းချင်းလေးကိုဖျက်ရတာပါအီရန်ကဒါကိုပိတ်လိုက်ရင်ကမ္ဘာစီးပွားရေးကနှလုံးရက်သွားပါလိမ့်မယ်အမေရိကန်ကဒါကိုကာကွယ်ဖို့စင်အားသုံးနေရပေမဲ့စစ်မီးထောက်တာနဲ့ရေနံဈေးကတစ်စီကိုဒေါ်လာ200နားကတ်သွားနိုင်ပါတယ်အဲ့ဒီခါကျွန်တော်တို့စီမှာဓာတ်စီဝယ်ဖို့ခက်ခဲတာတင်မကဘဲနဲ့ကုန်စည်နှုန်းတွေပါထိမရနိုင်အောင်တက်လာမဲ့အန်ဒီရဲကလက်တကမ်းမှာတင်ရှိနေတာပါဒါပေမဲ့ဒီရေနံအင်ပါယာကြီးပြိုလဲတော့မယ်ဆိုတာကိုကြိုတင်တက်ဆထားတဲ့နိုင်ငံတစ်ခုရှိပါတယ်အဲ့ဒါကတော့တရုတ်နိုင်ငံပါသူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း20ကတည်းကရေနံကားနီးပညာမှာအနောက်နိုင်ငံတွေကိုလိုက်မရှင်မဲ့လမ်းကြောင်းအသစ်တစ်ခုကိုတိတ်တဆိတ်ဖောက်ခဲ့ပါတယ်အဲ့ဒါကတော့ EV လို့ခေါ်တဲ့လျှက်စစ်ကားပါပဲတရုတ်ကအာဖရိကကနေတောင်အမေရိကအထိ lithium နဲ့ cobalt မိုင်းတွေကိုလိုက်ဝယ်ခဲ့တယ်အခုဆိုရင်ကမ္ဘာ EV battery ထုတ်လုပ်မှုရဲ့80%ကျော်ကိုတရုတ်ကထိန်းချုပ်ထားပါတယ်အမေရိကန်ကရေနံတွင်းတွေအတွက်စိတ်တိုင်းနေရတဲ့အချိန်မှာတရုတ်ကတော့ကမ္ဘာ battery empire ကိုတိစောက်ပြီးသွားပြီဒါကရိုးရိုးကအမျိုးအစားပြောင်းလဲတာမဟုတ်ဘဲနဲ့ရေနံခစ်ကနေလျှက်စစ်ခစ်ကိုကမ္ဘာအာဏာလွှဲပြောင်းယူလိုက်တာပါပဲဒီနေရာမှာကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာမိကွန်းတစ်ခုရှိပါတယ်အဲ့ဒါကငါတို့တရုတ်ကိုပဲအားကိုးနေရတော့မှလားဆိုတာပါပဲဓာတ်စီဝယ်ရခက်လို့ EV ပြောင်းစီမယ်ဆိုရင်တော့အဲ့ဒီကားကတရုတ်နိုင်ငံထုတ်ဖြစ်နေမယ်အပိုပစ္စည်းကလည်းတရုတ်လက်ထဲမှာရှိနေမယ်ဒါဟာတစ်ဖက်ပိတ်လန်းထဲတိုးဝင်သွားတာမျိုးလားတရုတ်ကကျွန်တော်တို့ကိုရွေးချယ်စရာမရှိအောင်လုပ်ထားတာပါခင်ဗျားစီတန်းစီမလားဒါမှမဟုတ်တရုတ်ထုတ်တဲ့ EV ကိုစီမလားခင်ဗျားမှာတတိယလမ်းစဉ်မရှိသလောက်ရှားသွားပါပြီမကြိုက်လို့ရှောင်ရင်တော့လက်တွေ့ဘဝမှာထည့်စဉ်းစားရမယ့်ဒီတရုတ်အချက်လက်ကကျွန်တော်တို့ရဲ့အနာဂတ်စွမ်းရည်လုံးချုံရေးအတွက်အကြီးမားဆုံးသောစိန်ခေါ်မှုဖြစ်လာပါတယ်။ရေနံလက်နက်ကိုကင်ထားတဲ့အနောက်နိုင်ငံစီကနေရုံးထွက်ပြီးတော့ဘက်ထရီလက်နက်ကင်ထားတဲ့တရုတ်နိုင်ငံရဲ့လက်ထဲကိုကူးပြောင်းရတော့မယ့်အနေအထားပါ။နောက်ဆုံးမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကအကြက်တဲတစ်ခုကြားမှာညှက်နေပါတယ်။တစ်ဖက်မှာစီတန်းစီရတဲ့ဒုက္ခနောက်တစ်ဖက်မှာမီးမလာတဲ့ဒုက္ခစီတန်းစီရတာမောလို့ EV ကားဖက်ကိုလှည့်ကြည့်ပြန်တော့လေလျှက်စစ်မီးမသုံးရတဲ့မိသားစုကမြန်မာနိုင်ငံမှာတပုံကြီးပါ။အဲ့တော့စီကလည်းဝယ်မရမီးကလည်းမလာတော့ EV လည်းအားသွင်းမရဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲစိတ်မပူပါနဲ့ကျွန်တော်တို့စီမှာကဘာကျော် Tesla တော့အတူယူရမယ့် Super Clean Energy နည်းပညာတစ်ခုရှိပါတယ်အဲ့ဒါကတော့စိုက်ကားပါပဲစဉ်းစားကြည့်အောင်လေစိုက်ကားဆိုတာဓာတ်ဆီမလို့ဘူးလျှက်စစ်မလို့လီသီယမ်ဘက်ထရီလည်းမလို့သူ့အတွက်လိုအပ်တဲ့အားသွင်းစနစ် Charging System ကတော့ထမင်းတပွဲနဲ့ရင်နွေးချမ်းတအိုးပါပဲခြေထောက်နှစ်ဖက်ကစက်ရုပ်ထက်တောင်ပိုအလုံးလုံးနိုင်ပါတယ်အီရန်နဲ့အမေရိကန်စစ်ဖြစ်လို့ရေနံစီတွေပောက်ကွဲကုန်ပါစေတရုတ်ကဘက်ထရီစီတွေတက်ပစ်လိုက်ပါစေကျွန်တော်တို့စိုက်ကားဆရာတွေကတော့စုံမစနစ်လည်းယူမဆိုင်ဘူးဘက်ထရီတက်တန်းလည်းပူစရာမလိုခမ ्या ကိုလိုရာခီးပို့ပေးပါလိမ့်မယ်နောက်ပြောင်နာရီခဏထားလို့လက်တွေကိုပြန်ကြည့်ရင်တော့ကျွန်တော်တို့ကဤပညာသစ်ကိုလက်ခံဖို့ပြင်ဆင်ရမှာလားဒါမှမဟုတ်ရေနံခေတ်ရဲ့အကျွမ်းကြံတွေကြားထဲမှာပဲဆက်ပြီးတော့ရုန်းကန်နေရအောင်မှာလားအကြက်တဲတစ်ခုကိုနောက်ထပ်အကြက်တဲတစ်ခုနဲ့ဖြည့်ရှင်းနေရတဲ့ကျွန်တော်တို့ရဲ့ကံကြမ္မာဘလို့ဖြစ်လာမလဲခမ ्या တို့ရောစီတန်းစီမလား EV မီးလာအောင်စောင့်မလားဒါမှမဟုတ်စိုက်ကားပဲစီးတော့မလားခင်ဗျားတို့ရဲ့အမြင်ကို comment မှာရဲရဲဝံ့ဝံ့ဆွေးနွေးသွားခဲ့ကြပါအောင်နော်